ကျမနာမည်ကတန်တန်ဆိုအိမ်မက်ဒီအများကြီးနဲ့ရောက်ခဲ့တယ်မိသားတယောက်ပေါ့ ကိုနဲ့ပတ်သက်လို့ရှိရင်ဟိုအောင်မြင်မှုဆိုတာလေဒုတိယနေရာမှာပါကိုယ်နာမနေပေးပါကျင်းတဲ့အောင်လေးချင်ပါနားဆွင့်လိုက်တိုင်းဒီမှာကျွန်တော်နားထွက်သွားပေးပါဗျာတော့မှကျွန်တော်တယောက်တည်းနေချင်လို့မျောလင်းနေတဲ့တက်တာ မင်းနောက်အိမ်အောင်ပြုတာကိုငါခွင့်ပြုတယ်လို့မင်းကထင်ကြလား အဲ့လူကတော်တော်ဆိုးတယ်ငါအဲ့လောက်ဆိုးမယ်လို့ငါမထင်တော့ဘူးကွာ အတင်းတော့ဇာတာတက်ပြီရုံထောင်ကြောင်မိဆိုတာဒါမျိုးပေါ့ မင်းကလည်းတောင်းကိုမင်းကုမ္ပဏီမှာအလုပ်လုပ်စေချင်တယ်ငါလည်းငါတောင်းကိုအားကစားသမားကောင်းတယောက်ဖြစ်စေချင်တာကွာ တကယ်တော့မင်းကတန်းတန်းဆွေထက်တာပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်